โอเคမင်္ဂလာပါကျွန်တော်တရားရစားပါအခုကျွန်တော်ပြမှာကဒီသုံးခုပြမှာကျွန်တော်เนาะဒီကောင်ရောဒီကောင်ရောဒီကောင်ရောအဲ့တော့ခုနောက်ပိုင်းမှာ flashing net ကကျွန်တော်တို့အရင်တုန်းကထုတ်တဲ့ပုံစံနဲ့နောက်ထုတ်တဲ့ပုံစံတွေကမတူတော့ဘူးအဲ့တော့ကနဦးစားထုတ်လာတာကအခုဆိုပါစို့အရင်တော့တိန်တော့ထုတ်တာထားလိုက်မေးလိုက်တော့ပေါ့เนาะထားလိုက်တော့အခုနောက်ပိုင်းမှာအဲ့တိန်တော့ပြီးတော့နောက်ပိုင်းမှာအတန်းထုတ်တဲ့ကောင်မှာဒီကောင်ပြီးတော့ဒီကောင်ကလည်းဒီကောင်ပဲအဲ့တော့ဒီသုံးခုတော့ flashing net တွေပဲအဲ့တော့အဓိကဝယ်တဲ့လူတွေကဘာဖြစ်ကြလဲဆိုတော့ဒါပုတ်လိုက်အရင်တော့ဒါနဲ့ပဲဝင်နေကြပါတော့ဒါပေမဲ့ဒီကောင်ပုတ်လိုက်တော့ဟာအခုဒါကြီးက flashing net ကိုဟုတ်လို့လားဆိုတာမဟုတ်ဒါလည်း flashing net ပဲเนาะပြီးတော့ဒီကောင်လည်း flashing net ပဲအဲ့တော့နောက်ပိုင်းကထွက်လာမယ်ကောင်ကဒါဒီသုံးခုထဲမှာဒီကောင်ကတော့နည်းသွားလိုက်မယ်ဒီနှစ်ခုကတော့များလာလိုက်မယ်เนาะဒါတစ်ခါလေးပြပေးထားတာပြီးတော့ကျွန်တော်တို့အတန် wallet broadband တွေလည်းဝင်လာဖို့ရှိတယ်အဲ့ဒါကြောင့်မို့လေဒီ attack flashing net network ကဒါတိတတာပေါ့เนาะဒါသူတို့ maintain နေလုပ်ရတယ်ပေါ့เนาะအဲ့ဒါလေးတွေကြောင့်လည်းကျွန်တော်ပြချင်တာเนาะ